လေလောကနဲ့တူကျင်တဲ့စိတ်လေးတွေကျမတို့မှာတစ်ခါတလေရှိတယ်။ဘုရားသခင်တင့်ကိုသူများနဲ့တူဖို့လောကနဲ့တူဖို့ဖန်ဆင်းထားတာမဟုတ်ဖယားတကယ်တင့်ကိုအစင်မပြတ်ပြောင်းလဲခြင်းတွေကိုသွားစေချင်တာကျမတို့သူများနဲ့ copy လုပ်ပြီးအဲ့နေရာမှာရက်သွားတယ်ကျမတို့ကဘုရားသခင်ကအဲ့ဒီဟာတွေကိုစိတ်ဝင်စားစေချင်တာမဟုတ်နေ့တိုင်းပြောင်းလဲနေ့တိုင်းပြောင်းလဲပြောင်းလဲပြီးပြောင်းလဲပြောင်းလဲပြီးပြောင်းလဲဘဝတွေကိုသွားစေချင်တာဖြစ်တယ်အဲ့တင့်ကိုတင်ဘယ်သူနဲ့မှမနိုင်ပါနဲ့သူနဲ့ရှင်လိုက်ကျွန်တော်မစိုးသေးဘူးသူနဲ့ရှင်လိုက်ကျွန်တော်အဲ့လောက်ထိအခြေအနေမစိုးပါဘူးနိုင်လို့ရဒါပေမဲ့တင်ကလောကီပုံသဏ္ဍာန်ဆောင်နေတာဖြစ်တယ်လောကနဲ့နိုင်နေတာပဲရှိသေးတယ်ဒါပေမဲ့ကျမတို့ကလောကနဲ့နိုင်တာမဟုတ်စိတ်နှလုံးကိုအသက်ပြင်ဆိုရင်ပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့နေ့တိုင်းရောက်နေဘသူပြောင်းလဲမပြောင်းလဲကျွန်တော်တို့ပြောင်းလဲမယ်ဘသူတက်ကြွမတက်ကြွကျွန်တော်တက်ကြွမယ်သူများစိတ်အားကြီးလားမကြီးလားကျွန်မစိတ်မဝင်စားအောင်ကျွန်မအမြဲတမ်းဖရားအတွက်စိတ်အားကြီးဖို့ကျွန်မစက်ကတ်ထားတယ်အဲကြောင့်မို့လို့ဆိုလောကီပုံသဏ္ဍာန်ဆောင်မစိတ်နှလုံးကအသက်ပြင်ဆင်ပြီးတော့ပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့ရောက်ရမှာလောကနဲ့ပြန်ရမှာမဟုတ်မတူဖို့ဆုံးဖြတ်ထားတာမနေ့ကနဲ့ဒီနေ့ငါမတူဖို့ငါဆုံးဖြတ်တာအရင်ဆာရာအေးနဲ့ဒီဆာရာအေးနဲ့မတူဖို့ငါဆုံးဖြတ်တာအဲ transformation ကိုကျွန်မတို့ဟာစာငတ်တဲ့လူတွေဖြစ်ရမယ်ပိုးကောင်လေးဘွားကနေပြီးတော့လက်ပြဘွားတွေကိုကျွန်မရောက်ချင်တယ်လက်ပြဆိုဘယ်ကနေဖြစ်လဲပိုးကောင်ကနေဖြစ်လာတာရုပ်ဆိုးဆိုးနဲ့ဘောက်ဖက်လို့နော်ဘောက်ဖက် तू ကဘာဖြစ်လဲပင်နေမှာကပ်ပြီးတော့နေတာကပ်ပါကောင်လေးမပြန်တန်းနိုင်ဘူး तू ဟာတေးသေးလေးဒါပေမဲ့အဲ့ဒီပိုးကောင်ကနေပြီးတော့ရုံးကန်ရင်နဲ့ဘာဖြစ်လာလဲဆိုလက်ပြလေးဖြစ်လာလက်ပြကတော့အရန်လှတယ်လူတိုင်းကဟဲ့ဟိုမကြည့်စမ်းလက်ပြလေးလို့ပြောတယ်လက်ပြကတော့တနေရာမှာကပ်နေတာမဟုတ် तू ချိုက်တဲ့နေရာတိုင်းကိုပြန်တန်းသွားနိုင်တယ်ဖယားတကယ်တင်ကိုပြန်တန်းသွားနိုင်တဲ့ဘဝတွေကိုပို့ပေးမယ်ဟိုလူကိုမိခိုးဒီလူကိုမိခိုးပြီးတော့တင်ဘဝတစ်သက်လုံးသွားမှာမဟုတ်တထဲကိုပဲတစ်ချိန်လုံးမိခိုးပြီးတင်ဘဝတစ်သက်လုံးသွားမှာမဟုတ်ဟိုလူမျက်နှာကြည့်ဒီလူမျက်နှာကြည့်ဟိုလူကြွေးတာစားဒီလူကြွေးတာစားဟိုလူကကူညီမလားဒီလူကကူညီမလားကြောက်ရွံ့စိတ်တွေနဲ့စိုးရိမ်စိတ်တွေနဲ့သူများကျင်နှံ့အောင်လုပ်နေရတာနဲ့အလုံးရှုံနေတဲ့ဘဝထဲမှာဖယားတကယ်တင်တစ်သက်လုံးသွားစေချင်တာမဟုတ်ဖယားတကယ်တင် transformation ပေးချင်သူကပိုးကောင်ဘဝနဲ့လက်ပြဘဝကိုသွားတော့မှာအချို့တွေကပြောင်းလဲပြီးပြောင်းလဲတော့မှာအချို့တွေကမပြောင်းလဲလို့မဟုတ်ဒါပေမဲ့တင်ကပြောင်းလဲပြီးပြောင်းလဲမှာကျမတို့လိုအဖွဲ့တွေကဖြစ်တယ်ကျမပြောင်းလဲပါပြီဒါပေမဲ့ကျမဒီထက်ပိုပြီးပြောင်းလဲခြင်းသေးတယ်ဒီထက်ပိုပြီးတော့လူတွေအများကြီးကိုကူညီနိုင်တဲ့သူဖြစ်ချင်တယ်ဒီထက်ပိုပြီးတော့မြောက်များစွာသောပျောက်ဆုံးဝိညာဉ်တွေကိုဖမ်းနိုင်တဲ့သူဖြစ်ချင်တယ်ဒီထက်ပိုကြီးမားတဲ့အသင်းတော်တွေကိုဦးဆောင်တဲ့သူဖြစ်ချင်တယ်ဒီထက်ပိုပြီးတော့လူတွေကိုကူညီတဲ့သူဖြစ်ချင်တယ်လူတွေကိုကျွေးမွေးတဲ့သူဖြစ်ချင်တယ်နိုင်ငံတွေကိုကောင်းချီးဖြစ်စေတဲ့သူဖြစ်ချင်တယ်ဘာဖြစ်လို့လဲကျမတို့ပြောင်းလဲပြီးပြောင်းလဲအောင်မယ်အဲ့ဒီ transformation တင်လို့ခြင်းနဲ့ဆိုရင်ဘာလို့ရမလဲပထမဦးဆုံးချက်ကတော့မျက်နှာဖုံးကိုဖွင့်လျက်မှန်ကိုကြည့်ရအမှန်ကြည့်ဖို့ဆိုတာအရင်ဦးဆုံးမျက်နှာဖုံးဖွင့်ဖို့လို့ဘာဖြစ်လို့ဖခင်ကမျက်နှာဖုံးဖွင့်မှာလို့ကျမ်းစာထဲမှာထည့်ရေးထားလဲဆိုကျမတို့မှာမျက်နှာဖုံးတွေရှိလို့ဖြစ်တယ်သင်သတိထားမိခြင်းမှသတိထားမိလိမ့်မယ်ဒါပေမဲ့ကျမတို့မှာမျက်နှာဖုံးတွေရှိကျမတို့ဖခင်ကိုပုံမမြင်ရအောင်ကိုယ်ဟာနဲ့ကိုယ်ကာထားတဲ့အကာတွေရှိကျမတို့ရဲ့အကာတွေဖခင်သခင်ဟဲ့စေခြင်းဖခင်သခင်ကိုမတွေ့အောင်လို့ကိုယ့်နဲ့ကိုယ်ကာထားတဲ့အကာတွေကိုဖခင်ခင်ဖယ်စေခြင်းမျက်နှာဖုံးဆိုတာတနည်းအားဖြင့်စိတ်နှလုံးကိုပိတ်ထားခြင်းဖြစ်တယ်စိတ်နှလုံးကိုပိတ်ထားတယ်ဆိုတာကသုံးတစ်ခုဝင်လို့မရအောင်စီးတားထားတာချို့တွေက transformation ကိုလိုချင်တယ်ဒါပေမဲ့စိတ်နှလုံးကပိတ်တဘောကတော့ဖခင်ဘာမှထည့်ပေးလို့မရဖခင်ကတင့်ကိုထည့်ပေးဖို့တကားဖွင့်ထားဖို့လိုတယ်တကားပိတ်တယ်ဆိုတာကဘာလဲဆိုလို့ရှိရင်မျက်စိပိတ်နားပိတ်နှလုံးသားပိတ်နေတာမျိုးပြောတာအချို့လူတွေကလေပြောရအရန်ခက်မျက်စိပိတ်နားပိတ်အဖွဲ့တွေဖြစ်တယ်သူတို့ကတခုခုပြောရင်အလုံးငါသိတယ်တခုခုသူ့ကိုရှင်းပြလို့ရှိရင်နားမထောင်သူစိတ်ထဲမှာတွေးပြီးသားအရာရှိပြီးသားကိုပြောတာအလုံးနောက်ဆုံးသူ့ပြန်မေးနေနားလေတယ်ပြန်မေးကြည့်လိုက်သူပြန်ဖြေတာတွေကတလွဲကြီးပဲနားလေလားလို့ပြောရင်တော့နားလေတယ်ပြန်ပြောခိုင်းကြည့်ရင်တလွဲကြီးပဲပြောဘာဖြစ်လို့လဲဆိုတော့နှလုံးသားပိတ်ထားလို့ तू ကြားချင်တာပဲ तू ကြားတယ် तू တွေးချင်တယ်လို့ပဲ तू တွေးတယ် तू လုပ်ချင်တာပဲ तू လုပ်တခါလေမှကျမတို့လည်းလိုမျိုးဖြစ်တယ်နော်ဖခင်ကနှုတ်ကပတ်တော်ကဘာပြောကိုတွေးချင်တယ်လို့ကိုတွေးတာပင်ကိုကြိုက်တာကိုလုပ်တာဒီနေ့နှုတ်ကပတ်တော်ကကွက်ရတိုင်းမျိုးတော့ပြောတယ်တီးခံမှာဒါပေမဲ့ချပလိုက်တာပဲကိုလုပ်ချင်တာနှုတ်ကပတ်တော်ဒီနေ့ခွန်အားယူရတာအရင်ကမ်းကြီးရတယ်အလူငွေထည့်ရမယ်များဒါပေမဲ့အလူငွေအိတ်လည်းဖွင့်ရောကိုကြိုက်တဲ့ကဏ္ဍမဲ့ကိုပြန်ထည့်တာအဲ့ဘာလဲဆိုကျမတို့ဖခင်သခင်ထည့်ပေးပေမဲ့တကားကပိတ်နေတာဖြစ်တယ်အပြောင်းလဲလုပ်လို့မရဘယ်ရင်တဲ့အပြောင်းလဲတွေလုပ်ပေးချင်တယ်အဲ့ဒီအတွက်ကျမတို့ဒီဖခင်သခင်ပြောသမျှကိုလက်ခံနိုင်တဲ့လူတွေဖြစ်ဖို့ရန်အတွက်လိုတယ်။အရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်ကျမရဲ့နှလုံးသားဟာကိုတို့ပြောတဲ့စကားတွေအလုံးလက်ခံနိုင်တဲ့နှလုံးသားဖြစ်စေပါ။တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်ကျမနှလုံးသားကိုတို့သွေးဆောင်တဲ့နောက်ကိုလိုက်နိုင်တဲ့နှလုံးသားဖြစ်စေပါ။အဲ့ဒါဟာကျမတို့ရဲ့နေ့တိုင်းဆူတောင်းမယ်ဆူတောင်းချက်ဖြစ်တယ်။အဲ့လိုမျိုးတဲ့နှလုံးသားကဖြစ်မယ်ဆိုခိုင်မာနေတဲ့နှလုံးသားမျိုးမဟုတ်ပိတ်
ထားတဲ့နှလုံးသားမျိုးမဟုတ်ဘူးကိုအတွေးနဲ့ကိုကြိုက်တာကိုမှန်နေတင်တာကိုပဲလက်ခံထားပြီးတော့ဖခင်တခင်ပြုတ်ပြင်ပေးလို့မရတဲ့နှလုံးသားမျိုးမဟုတ်ဘူးဆိုရင်သင်ဟာ transformation ဖြစ်ပြီးရင်ဖြစ်လာတဲ့တရားဖြစ်လာမယ်သင်ဟာဘုံတော့တဆင့်ပြီးတဆင့်အိုးပွားတဲ့သူဖြစ်လာလိမ့်မယ်ဖခင်ကကျမတို့ကိုအဲ့ဒီနယ်ပယ်တွေကိုခေါ်ဆောင်သွားခြင်းဒါပေမဲ့ကျမတို့ဘက်ကနှလုံးသားဖွင့်ရမယ်အချို့တွေဘယ်လောက်ထိနှလုံးသားပိတ်လဲဆိုလို့ရှိရင်နှိမ်ချပါဖခင်ကပြောတယ်ဒါပေမဲ့ကျမတို့အထက်မှာငါသိတယ်ဆိုတာနဲ့ပဲပြန်ပြီးတုံ့ပြန်နှလုံးသားပိတ်ထားလို့ဖြစ်တယ်ဖခင်တကယ်ပြောတယ်တစ်စုံတစ်ခုလောက်ပါအဲ့တော့ကျမတို့နှလုံးသားပိတ်ခြင်းဆိုတာဘာလဲဖခင်စကားနားမထောင်ခြင်းဒီကျမတို့ပြန်ပြီးစဉ်းစားဖို့လိုတယ်ငါနှလုံးသားပိတ်ထားလားဖွင့်ထားလားဖွင့်ပါတယ်ကိုတော့ကျွန်တော်နှလုံးသားဖွင့်တာတခြင်းဆိုရင်တော့သိကောင်းတယ်မျက်ရည်လေးတွေဒါပေမဲ့ပြီးတော့ရင်နာခံခြင်းဘယ်လိုမျိုးအသက်တာရှိလဲဆိုတာကျမတို့နှလုံးသားဖွင့်လားပိတ်လားဆိုတာရဲ့တဘာဝကိုဖော်ပြနေတာဖြစ်တယ်ဒါရှင်သောဝိညာဉ်တော်ဖခင်ဟာတဲ့နှလုံးသားတကားကိုဖွင့်စေခြင်းနဲ့ဖွင့်မှာဖခင်တကယ်ထည့်ပေးခြင်းတဲ့အရာတွေရှိရဲ့အဲ့ဒီထည့်ပေးတဲ့အရာကတင့်ကို transformation ဖြစ်စေပါ